ကို့အမြင်မှန်နဲ့ထင်လို့ဖျားသခင်နဲ့တောင်ငင်းခုန်ဖူးပါသလားတမန်တော်တစ်ဆက်မှာပေတရုဟာအိမ်ခေါင်မိုးပေါ်ကိုဆူတောင်းဖို့တက်သွားပါတယ်စာနေချိန်မှာယူပါယုံမြင်တာကကောင်းကင်ဖွင့်လှစ်ပြီးခြုံထဲကြီးတစ်ခုဆင်းသက်လာပါတယ်အဲ့ဒီထဲမှာသူ့ထုံးနှံအစဉ်လာရမစင်ကြယ်ဘူးလို့သတ်မှတ်ထားတဲ့တိရစ္ဆာန်မျိုးပါရှိပါတယ်အတန်တော်ကပေတရုထလော့တက်၍စားလော့လို့မိန့်ပါတယ်ဒါပေမဲ့ပေတရုကမဖြစ်နိုင်ပါဖျားမစင်ကြယ်တဲ့အရာကိုတခါမှမစားဘူးပါလို့ပြန်ညင်းပါတယ်ပေတရုအတွက်ထုံးနှံအစဉ်လာကဖျားသခင်အတန်ထက်ပိုစိတ်ချရတယ်လို့ဖြစ်နေပါတယ်ဒါပေမဲ့အတန်တော်ကဖျားသခင်စင်ကြယ်စေတော်မူသောအရာကိုမစင်ကြယ်ဟုမခေါ်နှင့်လို့ပြန်ဖြေပါတယ်၃ချိန်တိုင်းဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့နှလုံးသားနက်နက်ထဲကအရာတစ်ခုကိုဖျားသခင်ချိုးဖျက်ခြင်းတဲ့အခါတစ်ခါတရံထက်ခါမိတ်တော်မူရပါတယ်ပေတရုကယူပါယုံရဲ့အတိတ်ဘယ်ကိုတွေးနေတော့မှပဲတကားခောက်တန်ကြားရပါတယ်ကော်နေလိဆေလွတ်လိုက်တဲ့လူ၃ယောက်ပါကော်နေလိဟာယောမလူမျိုးတစ်ပါးအမျိုးသားတစ်ယောက်ပါဝိညာဉ်တော်ကတန်တရားမရှိပဲသူတို့နဲ့အတူလိုက်သွားလို့မိတ်တော်မူပါတယ်ပေတရုဟာအံ့ဩစရာတစ်ခုကိုလုပ်ပါတယ်သူတို့ကိုဧည့်သည်အဖြစ်အိမ်ထဲဖိတ်ခေါ်လိုက်ပါတယ်သူယဉ်ကျေးမှုအရာဒါဟာစီးကြော်ပြီးလုပ်တာဖြစ်ပါတယ်ယူပါယုံဟာအစားအစာအကြောင်းမဟုတ်ပါဘူးလူတွေအကြောင်းမှာပေတရုဟာဘောင်တစ်ခုထဲမှာကြီးပြင်းလာခဲ့ပါတယ်ထုံနှံအစဉ်လာလူဖွဲ့စည်းနဲ့အဲ့ဒီလူတွေကငါတို့လိုမဟုတ်ဘူးလို့တွင်တင်တဲ့အယူဆတွေနဲ့စောက်ထားတဲ့ဘောင်ချင်းတစ်ခုပါကျွန်တော်တို့လည်းဒီဘောင်တွေကိုသိကြပါတယ်လူမျိုးချင်းတိုင်းရင်းသားချင်းဘာသာစကားချင်းအသင်းတော်အချင်းကြားမှာတော့နေရမြင့်တွေချားနေတတ်ပါတယ်ဒါပေမဲ့ဖျားသခင်ဟာကျွန်တော်တို့ရဲ့ဘောင်ချင်းတွေကိုကောင်းချီးမပေးပါဘူးဒါဆိုဖျားသခင်ရဲ့ဖိတ်ခေါ်ချက်ကဘာလဲပတ်လိုက်တဲ့အမြင်တွေကိုဖြိုချယုံတယ်မဟုတ်ပါဘူးအတိုင်းဝိုင်းကိုချက်ထွင်ဖို့ပါရာဇဝင်ချုပ်ပထမဆောင်ခန်းကြီးလေးမှာရာဘက်ကအကျွန်ုပ်ကိုကောင်းချီးပေး၍အကျွန်ုပ်၏နယ်ပိုင်းခြားကိုကျဲစေတော်မူပါလို့ဆုတောင်းခဲ့ပါတယ်လူအများကဒီဆုတောင်းချက်ကိုငွေကြေးနဲ့အောင်မြင်မှုအတွက်သုံးကြပါတယ်ဒါပေမဲ့ဒီနေ့နီးတဲ့နဲ့နားထောင်ကြည့်ပါသခင်ဖျားအကျွန်ုပ်နှလုံးသားရဲ့နယ်နိမိတ်ကိုကျဲစေတော်မူပါအကျွန်ုပ်စပွဲရဲ့နယ်နိမိတ်ကိုကျဲစေတော်မူပါအကျွန်ုပ်အသင်းတော်ရဲ့နယ်နိမိတ်ကိုကျဲစေတော်မူပါကျွန်တော်နဲ့အသွင်မတူစကားမတူဝတ်ပြုပုံမတူတဲ့သူတွေအတွက်နေရာရှိတဲ့အထိပါပေတရုဟာအိမ်ခေါင်မိုးပေါ်ကနေဆင်းပြီးပိုကြီးမားတဲ့ကဘာတဲကိုလှမ်းသွားခဲ့ပါတယ်ဖျားသခင်ဟာကျွန်တော်တို့ကိုလည်းဖိတ်ခေါ်နေပါတယ်ဒီတစ်ပတ်အတွက်မေးခွန်းကတော့ဖျားသခင်ကဘသူ့ကိုကြိုးစိုးလက်ခံဖို့တင့်ကိုပြောနေတယ်လဲနှလုံးသွင်းပြီးဆွေးနွေးကြရအောင်ပါ